နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာမှာမနေ့ကဧပြီလ23ရက်နေ့မနက်အစောပိုင်းကမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာကြောင့်ရာနဲ့ရှိတဲ့ဒေသခံတွေအိုးမေ့အိမ်မေ့ဖြစ်ခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။မြို့လီကောင်စင်ရီတာရက်ကွက်ကရာနဲ့ရှိတဲ့နေအိမ်တွေမီးလောင်ခဲ့တာဖြစ်ပြီးမနီလာစိတ်ကမ်းဧရိယာထေကစင်ရီတာရက်ကွက်တလျှောက်မီးစတင်လောင်ကျွမ်းခဲ့တာလို့သိရပါတယ်။9 နာရီအကြာလောင်ကျွန်းအပြီးမှာမင်းငိမ့်သွားခဲ့တာဖြစ်ပြီးအိမ်ခြေ900လောက်နဲ့မိသားစု1500ထိခိုက်ခဲ့ပြီးအရေးအတွက်တိုးလာနိုင်တယ်လို့မနီလာတဘဝဘေးအန္တရာယ်လျှော့ပါရေးစီမံခန့်ခွဲမှုယုံ DRRM ကပြောဆိုထားပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာအဆောက်အုံတွေနေအိမ်တွေနဲ့ရုံးခန်းတွေမှာမိဘလုံခြုံရေးကိုကြက်မှတ်ဆောင်ရွက်ရမှာမှတ်တမ်းမှတ်ရပြည့်စုံမှုမရှိဘူးလို့လည်းဝေဖန်တာတွေရှိနေပါတယ်ရှင်။